Hello အမေမင်္ဂလာပါရှင်ဒါလေးကတော့စမ်းတဲ့ကြီးတဲ့ဟာလေးပဲဖြစ်ပါတယ်oral လက်ခံပေးပါရှင် oral လက်ခံပေးဆိုတာဒါဂင်းဆိုတာပေါ့နော်ဂင်းဆိုတာပါဒီပါဆိုယူဘလောက်ပို့လို့ထည့်ရမလဲပို့အရင်ဆုံးပြောခဲ့ရဒါလေးပေါ့နော်ဘလောက်ပို့ထည့်ရမလဲဆိုတာကိုမှန်ပြီးခဲ့ပါအောင်ရှင် Okay ဒါဆိုရင်ယူဘလောက်ပို့ထည့်ပေးမယ်နာမည်အကြီးဆုံးကဟမ်ဘာဂါလေးပေါ့ဟမ်ဘာဂါလူကြိုက်များတယ်နောက်ပြီးဒါပေမဲ့တော့ဟမ်ဘာဂါကတစ်ခုပဲရအမြဲတစ်ခုပဲရတယ်နှစ်ခုသုံးခုတော့ထည့်လို့ရတာပေါ့ကွာဒါပေမဲ့တစ်ခုပဲဇုံးနဲ့ခဲလိုက်တစ်ခုပဲရဟမ်ဘာဂါကနာမည်ကြီးဆုံးပဲတော်တော်ပေါ့ဒီ sticker လေးပဲနာမကရOkay အလဲလေးမကလိုက်မလေးနော်အလဲလေးမကလိုက်ပြီဆိုရှင်ဆိုSwiss Okay ဒီ sticker လေးကိုဒီမှာကလိုက်မယ်နောက်ပြီးနောက်ခံ word ပေးပါ Okay ဒီဟာလေးထည့်လိုက်မယ်ဒါဆိုလို့ရှင် euro ရောမန်းခဲ့ပြီးနော်ဘယ်လောက်ပို့လဲဆိုတာအားလုံးပဲ bye bye